အိမ်တလုံးဝယ်ဖို့လိုက်ကြည့်တဲ့အခါအချောမတက်ရသေးလို့ဘယ်လိုပြင်ဆင်ရမလဲဒီခေါင်းထဲပြီးစိတ်ညစ်နေတာမျိုးတွေကြုံကြမှာပါ။မမခုပြပေးမယ့်အခန်းလေးကတော့အဲ့ဒီပြဿနာတွေလုံးဝမရှိတဲ့100%အကုန်ပြင်ဆင်ပြီးသား1850လေးပဲအကျယ်ရှိတဲ့အရေးသွေးကောင်းမွန်တဲ့အခန်းတစ်ဆက်လေးတစ်ခန်းနဲ့မိတ်ဆက်ပြီးသွားမှာပဲဖြစ်ပါတယ်။အခန်းဖွဲ့ပြီးသားဆေးတုပ်ပြီးသားအကုန်ချောတက်ပြီးသားဆိုတော့အဝတ်စားထုတ်လေးဆွဲပြီးတန်းနေရုံပါပဲ။ဒီခန်းလေးရဲ့ location ကတော့တာကေတာမြို့နယ်ဝီဇန်နာလမ်းမကြီးနီးမှာတည်ရှိပြီးအပြည့်ပြောစရာမလိုတဲ့အခန်းလေးတစ်ခန်းပဲဖြစ်ပါတယ်။တာကီတာကပီတဲ့ဖော်ချွန်းပလာဇာတို့နဲ့အရန်နီးကလို့ရွှေပစုံမှာပဲငိုသွားစားမလားရွှေတကုံဖျားပဲသွားမလားဒီနေ့ပိုင်းပဲကြားပါမယ်ရှင်အချက်ချကြတဲ့နေရာဆိုတော့တန်ဖိုးတက်ဖို့ကတော့ကျင်းတည်နေတာပဲเนาะပတ်စံကတခါလည်းမပေးနိုင်သေးလေရသေးရဲ့เนาะ40%ရင်ပေးသွင်းပြီးကျန်တာကိုဘဏ်လုံးနဲ့ချိတ်ဆက်ပြီးတော့လည်းဝယ်ယူနိုင်ပါတယ်။ဒါမှမဟုတ်50%ပေးသွင်းပြီး၄လအတိုးမဲ့ရေးချဖြစ်လည်းပေးသွင်းနိုင်ပါတယ်။ဈေးနှုန်းကတော့3550ညှိနှိုင်းဈေးနဲ့ပဲရောင်းချပေးသွားမှာပါရှင်။အင်ရှင်ကြီးကွန်ဒိုတိုက်ခန်းတွေနဲ့ပတ်သက်ပြီးလူကြီးမင်းတို့ရဲ့အခက်အခဲတွေနဲ့လိုအပ်ချက်တွေကိုအကောင်းဆုံးဖြေရှင်းပေးဖို့အတွက်ညီမတို့ Lin7 Real Estate ကအမြဲဆင်သင့်ရှိနေပါတယ်ရှင်။